สถานีต่อไป ဒီအညီလိုချင်တာကွာဘန်ကောက်လည်းမသွားဖြစ်သေးရောဘယ်လိုလုပ်အောင်လဲ ဟဲ့ညလည်းဟိုဝယ်ဖို့ရှိရလေ ငါလိုချင်တဲ့အင်ကြီးကဘန်ကောက်ကလေဝီဘူးရှိရတယ်မဆိုင်လို့လေ နေနဲ့သူတွေကဘာမှမဆိုင်ဘူးဆိုပေမဲ့ထိုင်းတူမြန်မာပစ္စည်းပို့ချင်တဲ့သူတွေအတွက်ဆိုရင်တော့ဝီပို့နဲ့ဆိုင်တယ်လေ ငါ့အဖေလိုထင်မနေနဲ့နော်ငါကောင်မလေးအတွက်လည်းဘန်ကောက်ကနေအိမ်နဲ့အင်ကြီးမှာပေးဖို့လုပ်နေတာဒီလိုပြောရဲပို့ဖို့ဝယ်ဝီဘူးရှိရဆိုတာဒီမှာလည်းရှင်းပြပါဦး မကြခင်မှာစားတော့မယ်ဝီပို့ရဲ့ထိုင်းတူမြန်မာ project မှာဆိုရင်ဘန်ကောက်ကပစ္စည်းတွေဝယ်ယူပေးတဲ့ purchasing service အပြင်မြန်မာပြည်ကအိန္ဒိယပို့ဆောင်ပြီးဝန်ဆောင်မှုတွေလည်းရှိသေးတယ်လေ ဒီလိုစင်တဲ့ပစ္စည်းကိုပြပေးအောင်လို့ကိုကကွန်တော့ဝယ်ပေးပါ ဝယ်ပြီးသားကိုပို့ချင်တာဆိုရင်ရောဘယ်လိုလုပ်အောင်လဲခါလေးတိုင်းငါတငယ်ချင်းတယောက်ကိုဝယ်ခိုင်းတာမျိုးရှိနေတယ် ဘန်ကောက်မှာဝယ်ဖို့ကွန်ရှိရလူနာပြလိုက်အောင် ချိုးပစ္စည်းကိုအားချက်လိုတဲ့ခါကျတော့ဘယ်လိုလုပ်ပြီးမှာ အဲ့လို urgent case တွေအတွက်ဆိုရင်လည်းဝီပို့မှာ service ရှိပြီးသားပဲနော် ဟုတ်တယ်အားချင်းပစ္စည်းတွေဆိုရင်ဒီနဲ့တယ်လေးနဲ့စားလို့ရှိတယ်နေနဲ့နော်နေနဲ့ ဟိုးဒါဆိုစင်ပြေတာဗောငါလိုချင်တဲ့အင်ကြီးရောငါကောင်မလေးရောအိမ်နဲ့အင်ကြီးရောအကုန်လုံးကိုဝီဘူးနဲ့ပဲမှာလိုက်တော့မယ် ဝီပို့ကနေပစ္စည်းဝယ်ချင်တာပဲဖြစ်ဖြစ် မြန်မာပြည်ကိုပို့ချင်တာပဲဖြစ်ဖြစ် ပို့ပို့ဝယ်ဝယ်ဝီပို့ရှိရဆိုတာကိုသတိရလိုက်နော်